အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်ပကြားပါစာ NS 900 BA3 model အရှိကောင်းဖြုတ်ပုံဖြုတ်မျိုးလုပ်ပြကြပါတယ်နာမတော့ကျွန်တော်ဆိုင်ကအရှိကောင်းလေးမှာသူကဝက်ဝေဝင်နေတာပေါ့ဗျာဝက်ဝေဝင်နေတော့ကျွန်တော်ဖြုတ်ပြီးတော့ထုတ်ပါမှာဆိုတော့ကျွန်တော်ဖြုတ်လက်စားနဲ့ဗီဒီယိုရိုက်ထားလိုက်တာဘာလို့လဲဆိုတော့မဖြုတ်တတ်တဲ့ဒီ NS 900 model ရှေးကောင်းမဖြုတ်တတ်တဲ့လူတွေလည်းဖြုတ်တတ်တော့ဘူးဖြုတ်တတ်တော့မှာပေါ့ဒါကြည့်လိုက်ကျွန်တော်တစ်ချက်လိုက်ကြည့်လိုက်ပေါ့ဗျာပထမဆုံးကီးနဲ့ပေါ့ကီးနဲ့ဒီဘက်ကဘယ်ဘက်ကကီးနှလုံးကိုအရင်ဖြုတ်ရမယ်ပေါ့အပေါ်တစ်လုံးပြီးအောက်တစ်လုံးဆက်ဖြုတ်ပေါ့သူကနည်းနည်းကြက်နေတော့နည်းနည်းလေးတခြားလေးထိန်းပြီးတော့အားစားပြီးဖြုတ်ပြီးပေါ့ဘယ်တစ်ဖြုတ်ပြီးသွားရင်တော့ဒီပဲညာပဲကီးနှလုံးကိုလည်းထိုနည်းတူစွာပဲဆက်ဖြုတ်ပါပေါ့ကြက်နေနည်းနည်းလေးတခြားထိဖြုတ်ပေါ့ဗျပညာနှလုံးကြီးဖြုတ်ပြီးသွားရင်တော့သူ့ကို join ရတဲ့နက်ကလေးလုံးပဲဗျလေးလုံးပဲဆိုတော့ဖြုတ်ပြီးသွားရင်သူ့မှာဆက်ထားတာမရှိတော့ဘူးဒါဆိုရင်ကောင်းကိုလွယ်တကူလှည့်ပြီးဖြုတ်လို့ရတယ်ဗျလွယ်တကူလွှဲပြီးဖြုတ်လို့ရအောင်လူကဘိန်းရဲ့အရှိတတရနေဘိန်းမှာအဲ့လိုဒူနှလုံးနဲ့ခွာထားတဲ့ပုံစံမျိုးပေါ့နေပြီးတော့ကောင်းကိုဖြည်းဖြည်းချင်းနှဲ့ဖြုတ်မှဗျသူ့မှာဝါရကြိုးလေးနည်းနည်းညက်မတော့ဖြည်းဖြည်းချင်းမပြီးတော့နှဲ့ထုတ်လိုက်ပေါ့ဗျာအားပြုတ်ပါခေါင်းလုံးလုံးပြုတ်သွားဖို့အတွက်join ထားတဲ့ socket တွေကိုထပ်ဖြုတ်အောင်ပေါ့ဗျာဒီမှာ socket က3ခုကိုဖြုတ်မှာပေါ့ဗျာ3ခုဖြုတ်မှာအဖြူကောင်း2ကောင်းပေါ့နောက်ပြီးတော့အမဲကောင်းအကြီးတစ်ကောင်းပေါ့ဖြူကောင်းကအသေးတစ်ကောင်းအကြီးတစ်ကောင်းရှိနေတယ်အမဲကောင်းကတော့အကြီးပေါ့ပြီးရင်ကျွန်တော်ခုအမဲကောင်းနဲ့အဖြူအသေးကောင်းကိုအုပ်ထားတဲ့ rubber soap ကိုခွာလိုက်မှာပေါ့ဗျာပြီးရင်ကျွန်တော်အဖြူကောင်းအသေးကိုမှသူ့ကလစ်လေးကိုမှမနာအောင်တာလေးဆွဲဖြုတ်လိုက်မယ်ဗျာဒါပြီးရင်ခေါင်းကြီးကိုဆက်ဖြုတ်မှာပေါ့ဗျာခေါင်းကြီးဖြုတ်တဲ့နေရာမှာမကျုံမပဲ့အောင်တော့ခီးဆိုင်ပြီးဖြုတ်ပါဗျာဘာလို့လဲဆိုတော့ခေါင်းကြီးကနည်းနည်း join ရတာနည်းနည်းတော့မာရဖြုတ်ရတာအဲ့မဲ့ဖြုတ်လို့ရပါတယ်ဗျဒီမှာပါတဲ့ဒက်ကလေးကိုနည်းနည်း short ပြီးတော့ဆွဲရမယ်ဗျဒါဆိုတော့ပြုတ်ပြီဗျခေါင်းကြီးပြုတ်တော့သွားပြီးရင်တော့ဒီအဖြူခေါင်းအကြီးတစ်ခုပဲကျန်တယ်ပေါ့အဲ့ဒါကိုထပ်ဖြုတ်မယ်ဗျသူ့မှာကလစ်ကလေးရှိရတယ်အဲ့ကလစ်ကလေးကိုမှအဲ့လိုအပြားလေးအဲ့လိုစကူပြားဘာဖြစ်ဖြစ်တစ်ခုခုနဲ့နည်းနည်းလေးအတွင်းထဲကိုတွန်းလိုက်ပေါ့အဲ့ဒါဆိုဖြုတ်လို့ရတယ်ဗျလွယ်တကူပဲဖြုတ်လို့ရတယ်သူ့ရဲ့ white အရှင်းပါတယ်သူ့ရဲ့တက်ကန်ထားတဲ့အပြားလေးကိုအတွင်းထဲကိုအတာလေးထိုးလိုက်ပြီးရင်တော့ဆက်ထိုးလိုက်လို့ရတယ်ဗျ
ဆိုတော့အလွယ်တကူပြုတ်သွားပြီပဲဖြစ်တယ်ဒါဆိုတော့ခေါင်းတစ်ခုလုံးလွတ်လွတ်ကျွတ်ကျွတ်ဖြုတ်လို့ရပြီပေါ့ဗျာအားလုံးပဲအဆင်ပြေကြပါလေဗျမိုက်ကာညီကိုများအားလုံးပဲအဆင်ပြေကြပါလေဗျ